ကလပ်ဆန်ကြီးနေပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့တဲ့ Morgan Roger နဲ့ Elliot Anderson ကတကယ်ရောတန်ရဲ့လားမင်္ဂလာပါ Master Man မှာကြိုဆိုပါရစေဗျ Premier League ကလပ်အသင်းတွေအပြောင်းရွှေ့ကျွန်တော်တို့ကစားသမားတွေအကြောင်းနဲ့ငွေကြေးဖောင်းပွားမှုအကြောင်းတွေကိုဒီနေ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဗျပထမဆုံးအနေနဲ့ကကျွန်တော် Chelsea အသင်းကကျွန်တော်တို့ကလပ်ဆန်ကြီးနေပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့တဲ့ Morgan Roger ယူရိုတန်118တန်းနဲ့ခေါ်ယူခဲ့တာဘောလုံးသမိုင်းရဲ့ကျွန်တော်တို့ဈေးအကြီးဆုံးကစားသမား9ယောက်စင်းထဲမှာကျွန်တော်တို့ဒါမှတ်တမ်းဝင်သွားခဲ့ပြီ Morgan Roger ကအဲ့တော့ကစားသမားအနေနဲ့ကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင် Morgan Roger ကောင်းတာမှန်တယ်ပြီးခဲ့တဲ့ရာသီကျွန်တော်တို့ Aston Villa မှာကျွန်တော်တောင်ပန်တစ်လျှောက်မှာတော်တော်လေးကောင်းခဲ့တယ်ဒီသားမကောင်းတာသိတယ်ဒါပေမဲ့လည်းဒီလောက်ပေးဖို့ဂျေးကတော့မတင်ဘူးဒါကိုပြောချင်တာမတင်ဘူးဒါကို Arsenal နဲ့ကျွန်တော်တို့ Morgan Roger နဲ့ညှိနှိုင်းနေတဲ့အချိန်ကလပ်ကကျွန်တော်တို့ဒါ Aston Villa ကယူရိုတန်100လို့ကျင်တယ် Arsenal မပေးဘူးဒါပေမဲ့ Arsenal ညှိနှိုင်းနေတဲ့အချိန်မှာပဲ Chelsea ကဒီကစားသမားကို118တန်းနဲ့မှသွားတယ်အဲ့တော့ပြောချင်တာကငွေကြီးကတော့ Arsenal လည်းတုံးနိုင်တယ်ဒါပေမဲ့ဘာလို့လဲကစားသမားခေါ်ယူမှာငွေကြီးဖောင်းပွားမှုနည်းအောင်လို့အသင်းတွေကဒါကျွန်တော်တို့ဒါကလပ်အသင်းတွေချင်းချင်းညှိနေတယ်Chelseaကအရင်ကအုပ်ရှိမှလည်းကျွန်တော်တို့ဒါဂျာအိုပထိုးတို့ပထုံတို့ခေါ်ယူတဲ့အချိန်မှာကိုင်းစီတို့ခေါ်ယူတဲ့အချိန်မှာလည်းစံချိန်နေနဲ့သူကပတ်စံတော်တော်လေးကိုကျွန်တော်တို့တုံးဆွဲပြီးခေါ်ယူခဲ့တာဒီကစားသမားတွေကိုအဲ့တော့ပြီးခဲ့တဲ့ကျွန်တော်တို့ဇန်နဝါရီမှာကျွန်တော် Manchester United ကကွင်းလည်ပြဿနာရှိတော့ဒါ Brighton ရဲ့ကွင်းလည်ကစားသမားဒါဘာလီဘာကိုခေါ်ဖို့လုပ်တဲ့အချိန်မှာနော်ယူရိုတန်100တတ်မှတ်တယ်ဒီကစားသမားဘာလို့တန်100ပေးရမှာတော့ကိုဘီမိုင်းနူလောက်တော့မကောင်းဘူးကိုဘီမိုင်းနူနီးပါပဲကောင်းတယ်ဗျာဟုတ်လားအဲ့တော့ဘာလို့တန်100ပေးရမှာ Manchester United မခေါ်ခဲ့ဘူးပြောချင်တာကအဲ့လောက်ထိကိုသူတို့ကစားသမားကိုသူတို့တွေကတန်ကြီးတတ်မှတ်တတ်သွားပြီကလပ်အသင်းငယ်လေးတွေကဘာလို့လဲကြေးပေးခေါ်လို့ဟုတ်ပြီဒါကတော့ Morgan Roger ကောင်းတယ် Morgan Roger ကိုလည်းကြိုက်တယ်ဒါကတော့ကျွန်တော်အမြင်ပေါ့နော်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ Manchester City အသင်းကခေါ်ယူခဲ့တဲ့ Euro တန်116တန်းနဲ့ခေါ်ယူခဲ့တဲ့ sorry Nottingham Forest ရဲ့ဇာသမားကွင်းလည်ကစားသမားElliot Anderson ဆိုလဲ116တန်းကဒီကစားသမားတော့ပေးဖို့မတင်တော့ဘူး Manchester United နဲ့ဒါကျွန်တော် Nottingham Forest ကဒါဒီကစားသမားအတွက်ညှိနှိုင်းနေတယ်ဆိုတဲ့ဟာကိုကြားတဲ့အချိန်မှာ Manchester City တဲ့မှားသွားတယ်ဂျေးပို့ပြီးတော့မှားတာပဲဒီကစားသမားကိုသူတို့ကလည်းတန်း100ကြော်လောက်ကိုလိုချင်တယ်တော့ပြောတယ်ဒါပေမဲ့ Manchester United ကတန်း100ကျော်မပေးဘူးဒီကစားသမားတဲ့ဒီလောက်နဲ့မထိုက်ဘူးဆိုပြီးတော့မပေးဘူးအဲ့တော့ညှိနှိုင်းနေတဲ့အချိန်မှာပဲ Manchester City တင်က116တန်းနဲ့ဒါ Elliot Anderson ကိုမှားသွားတယ်Nottingham Forest မှာကျွန်တော်တို့ပြီးခဲ့တဲ့ရာသီမှာဒါ Elliot Anderson ခြေစွမ်းပြခါတာကျွန်တော်တို့သိတယ်ကောင်းတာလည်းကျွန်တော်တို့သိတယ်ဒါပေမဲ့ဒီကစားသမားတော့ကဒီလောက်တော့မထိုက်ဘူးအငယ်တွေမှာကကစားသမားတစ်ယောက်ကိုရောင်းတော့မယ်ဆိုလို့ရှိရင်သူတို့ကကြေးတက်မှတ်တာတတ်မှတ်တော့ဝိုင်းနည်းနည်းလေးခြေစွမ်းလေးကောင်းလာတဲ့ယူရိုတန်80ပဲအနည်းဆုံးအဲ့လိုမျိုးတွေဖြစ်သွားတာဒါအရင်တော့ဆိုကျွန်တော်တို့ဒါပဲရိုနယ်ဒိုတို့ဘာလို့ကျွန်တော်ပြောင်းတော့တော့မှာစံချိန်နေ80လားကားလက်စပီ100ပဲရှိတယ်ဒီလောက်ကောင်းတဲ့ကစားသမားတွေဗျာဘယ်လောက်ဒီငွေကြီးဖောင်းပွားလာလဲပြပြနော်ဒါအခုမာဒီယာဖာနက်ဒက်ကျွန်တော်တို့ဒါစပါခေါ်ယူရတာ85တန်းဘာမှအခြေစွမ်းကောင်းကောင်းမပြနိုင်တဲ့ကောင်ဗျာ85တန်းတွန်နာလီကိုတန်း100ဒီမှာကျွန်တော်တို့ငွေကြီးသုံးသပ်မှုအများဆုံးက Chelsea အသင်းနဲ့ကျွန်တော်တို့ဒါစပါအသင်းပဲစပါတော့ဒါပြီးခဲ့တဲ့ရာသီတန်းစင်းစုံတာရောက်တန်းစင်းမှုလက်တကန်းအလိုဖြစ်သွားလို့သူက3-3တော့မှာအဲ့တော့ကြောင့်မလို့သူတို့ကတောက်လျှောက်သူတို့ကလူတွေတောက်လျှောက်ဖြည့်တယ်ဒါနော်ဒီစပါအသင်းနော်ဒါမှတွန်နာလီဆိုယူရိုတန်100နဲ့တော့ခေါ်လိုက်တာနော်အဲ့ဒီမှာမာဒီယာဖာနန်နဲ့မန်ယူနဲ့လည်းဒါမန်ယူကခေါ်နေတဲ့အချိန်မှာပဲစပါကောက်ခေါ်သွားတာပြောပြအောင်မယ်အဲ့ဒါလေမန်ယူကဒီကစားသမားနဲ့ညှိနေတယ်မန်ယူက60လောက်ပဲပေးတာ60ကိုထပ်ညှိမယ်85တန်းဟိုက60 80ဟိုကတန်း80လို့ကျင်တာမန်ယူက60နဲ့ညှိတယ်အဲ့ဒီမှာပဲကျွန်တော်တို့ဒါစပါ85တန်းနဲ့ဒါမာဒီယာဖာနန်ကအမှန်ဆိုမန်ယူရောက်မှာဒါတော်တော်လေးကိုကျွန်တော်တို့နီးနီးဇက်ဇက်ကိုသဘောတူညီမှုရမယ်အနေထားမှာစပါ85တန်းနဲ့ကောင်းမှာသွားတာအဲ့တော့ဂျီဘီခေါ်တာတော့ Manchester United လည်းခေါ်နိုင်တာဗောမင်းတို့တန်း100မဟုတ်တန်းဘလောက်လဲမင်းတို့ခေါ်မှာဗောမင်းကမ္ဘာအချမ်းသာဆုံးကလပ်တွေထဲမှာတော့ပါတဲ့ဟာဒါပေမဲ့ဒီကစားသမားတို့ဒီလောက်ထိမထိုက်ဘူးဆိုတဲ့အကြောင်းနဲ့နောက်တစ်ခုကအာဆင်နယ်တို့မန်ယူတို့ဆိုတာကျွန်တော်ဘောလုံးသမားခေါ်ယူမှုဈေးကွက်ကိုထိန်းနေတာဒီလားဈေးကွက်ကိုထိန်းနေဆိုငွေကြေးဖောင်းပွားမှုနည်းအောင်လို့ထိန်းနေတာဒါပေမဲ့ဒီလိုတွေတယောက်တစ်ဘောတွေလုံနေတဲ့ခါကျအခုကစားသမားတွေခေါ်ယူလို့ကျွန်တော်တို့မလွယ်တော့ဘူးတန်း40ယူရိုတန်း40 50ဘာမှမရဘူးဒါကျွန်တော်တို့လုံးဝချပေတူးပဲရမယ်အဲ့ဒါတော့မှကျွန်တော် Manchester United အသင်းကဒါ Marcus Rashford ကိုเนาะဒါဘာစီလိုနာအသင်းကเนาะဒါလာလီဂါမှာတော့ဖလားရနေတဲ့ကောင်ဘာလို့လဲ18တန်းနဲ့စဉ်းစားကြည့်လေမန်ယူက38တန်းတော့သူကအင်တင်နေလောက်တယ်အဲထားပါဒါကတော့ပြပြတာเนาะအဲ့တော့လက်ရှိမှာကစားသမားခေါ်ယူမှုတွေမှာဒီယာဒီမှာဆိုရင်စပါနဲ့ Chelsea ကငွေကြေးအများဆုံးသုံးစွဲထားတယ်နောက်တစ်ခုကတော့ Manchester City အသင်းကတော့ Elliot Anderson ကိုမှားထားတယ် Arsenal ကအဲ့တော့ကျွန်တော်ရဲ့အတွေးမြင်ဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီမှာလည်း Premier League ပွဲတွေကြည့်တယ် Morgan Roger ကောင်းတာသိတယ်ကျွန်တော်တို့ Elliot Anderson ကောင်းတာလည်းကျွန်တော်တို့သိပါတယ်ဒါကျွန်တော်ရဲ့အတွေးနဲ့ထိုက်မထိုက်နဲ့တိုင်းမတိုင်းညာကျွန်တော်တွေးပြီးပြောတာဖြစ်ပါတယ်ဘယ်အသင်း fan ဘယ်သူမှထိခိုက်လို့ခြင်းမရှိပါဘူးဗျဘာသာတို့အနေနဲ့ကတော့ဒီကစားသမားတွေခေါ်ယူမှုအပေါ်မှာဘာသာတို့အမြင်ဘယ်လိုရှိတယ်ကွန်မန့်မှန်ကန်နိုင်ပါတယ်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးတဲ့ညီကိုတွေအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ဗျ